tất nhiên mày đôi à sẽ chào vào là theo đó à ta nói là làm mà thế à bữa nay bữa rồi bữa nay ya yêu mà mẹ mà cả thì đi lên lên ngà này ngà ngà à ý bữa đào bữa bây giờ ba cái bữa đi giá trị cái là mà mình mẹ thà mình là đâu bây giờ điều này bắt hắn đi rồi giang hồ chụp ảnh gì giang hồ thì nam lệ bên này ý cái đồ mấy phi đi lâu khai đấy đuổi mà bao nhiêu mấy số chỉ bỏ ra cái bà đấy thì mình là đâu mà hồi đi qua mình đâu đã ra mình là đi ăn gì để用à cái ngã mà nó tuổi thà nó vui mình là một đám mang khó rồi mua phải à kilo sáu thà nhà thọ bia东的西边mình là đi ho khó ra khó rồi mua gì thì ta nói số mà khó rồi mua đấy ta sinh này khó rồi mua bảo nông này khó rồi bà ta mà le bà ra đó khó đã gió này đó mình đi cả đã ta giá mà phía bà đấy anh này giá bị đâu mà ta đi xí哪里mà phía bà đấyအဲ့တော့မင်္ဂလာတုတ်တရားဒီရွတ်ဖတ်တဲ့တရားဖြစ်ပါတယ်ယရဏတုတ်မှာဆိုရင်လေယာနိဒဗုဒ္ဓနိသမဂတနိဗမာနိဝါယာနိဝါအာတလိခေသဝေဝါဗုဒ္ဓတုမနာဘွန်တုအထောပိသကိစ္စသုနန္တိဘာတိတံဒီလိုဂါရလာပါတယ်မြတ်စွာဘုရားကဘာတိတံဟောပြောမယ်သုနန္တုကောင်းစွာနာကြားကြပါအဲ့ဒါဟာဟောတာပြောတာဆိုတာရွတ်တာပါပဲနှုတ်နဲ့ရွတ်တာပါပဲဒါကြောင့်မြတ်စွာဘုရားကိုတော်တိုင်ဒါရွတ်ဖတ်ပါတယ်ပေတရားတော်တွေနောက်ပြီးတော့ဒါလူတို့ကိုစောင်းလျှောက်တဲ့နာပေါင်းဒါဒီကိုဒါဆိုလဲဟောပြောတယ်ရွတ်ဖတ်တယ်တို့ပြင်ဖရာယရဏအမြတ်ဆုံးဖြစ်တယ်လို့မြတ်စွာဘုရားသစ္စာဆိုပါတယ်ဒီသစ္စာဆိုတာဟာလဲဒါရွတ်ဖတ်တာပါပဲဆိုရဲဆိုမှတော့ရွတ်တာပါပဲသစ္စာဆိုရဲဆိုတာစိတ်ထဲကဆိုရတာမဟုတ်ပါဘူးအဲ့ဒါတရားယရဏဒီလောကမှာအမြတ်ဆုံးဖြစ်တဲ့သံဃာယရဏဒီလောကမှာအမြတ်ဆုံးဖြစ်တယ်လို့ဒါသစ္စာဆိုပါတယ်ဒါယရဏတုတ်ကိုရွတ်ဆိုတာသင်ရှားပါတယ်အဲ့တော့ရွတ်ဆိုဘုရားကရွတ်ဖို့လည်းမပြောဘူးဒီလိုပြောတာမှားပါတယ်မိမိလည်းရွတ်တယ်နောက်ပါသံဃာတွေလည်းရွတ်ကြပါတယ်ရှင်အာနန္ဒာမထေရမြတ်ဒီကရုဏာရှေ့ထားပြီးတော့ပေးရွတ်တဲ့အကြောင်းဒါဆရာတော်ဥပုပ်ရေးတဲ့ပေးရေးအမွှန်းမှာလည်းပါရှိပါတယ်ယရဏတို့အမွှန်းဒါဝတ္တတုတ်တို့အင်္ဂုလိမာလာတုတ်တို့ဒါတွေကလည်းသစ္စာဆိုတဲ့တုတ်တွေပါပဲဒါတွေဟာဆိုရင်ရွတ်ရဖတာပါသစ္စာတုတ်ဆိုတာကဒီတုတ်တွေဟာဆိုလို့ရှိရင်အလွန်မတန်မှတန်ဖို့အကျိုးကျေးဇူးကြီးမားပါတယ်ဒါတော့ဒီတုတ်တွေနဲ့တာမကပါဝိဇ္ဇင်တုတ်ဆိုလို့ရှိရင်ဘယ်လိုလာတယ်လဲဝိဇ္ဇင်ကတုတ်မှာဘယ်လိုလာတယ်လဲဧကာသမေတမယေနာတော်မကလာနိသကတ္တပံကိလာနေဒုက္ခိတေတေဇဝဝိဇ္ဇင်ကေတတ္တဒေတိတရားကိုယ်တိုင်ဝဲရွတ်ဖတ်တရသေးပြီးတော့ရှင်မမောက်ကလံအရှင်မကတ္တဝမလီတို့ဖျားနာတဲ့အချိန်ကမှာစောင်းလျှောက်ပြီးခဲ့ပါတယ်ပရိယန္တာတွေနဲ့စောင်းလျှောက်ရွတ်ဖတ်ပေးတဲ့အတွက်ဘုရားကိုယ်တော်တိုင်ရွတ်ဖတ်ပေးတဲ့အတွက်ဖျားနာပြောရပါတယ်ထိုဘုရင်တို့မှာပဲဧကာရဓမ္မရာသာပိခေလညေနာပိပီလီတော်သုံဒထေရဏတံယေဝဗနာပိတဝနာတာရတံဒီဂါရယမြတ်စွာဘုရားကိုတော်တိုင်ယောဂဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရတဲ့အခါမှာသုံဒမထေကိုပရိတရားတို့ဒီရှုဘတ်ခိုင်းပါလေထိုရွတ်ဖတ်ခိုင်းတော့သုံဒမထေကရွတ်ဖတ်မြတ်စွာဘုရားကကြားနာရပြည်ချင်းပဲပြင်းထန်ခံစားနေတဲ့ယောဂဝေဒနာပျောက်ပါလေဒါကြောင့်ပရိတော်တွေကိုဘုရားလည်းရွတ်တယ်တပိသာဝကတွေကိုလည်းမြတ်စွာဘုရားကရွတ်ခိုင်းတယ်ဒါကိုဆက်ရှင်မိုင်တော့ရသုတ်တန်ထူးတင်ဆောင်ဆရာတော်အနေနဲ့ဒီလို
ပရိတရားတွေကိုမြတ်စွာဘုရားကလည်းမရွတ်ဖို့အရွတ်လည်းမခိုင်းဘူးဆိုတဲ့တရားတွေကိုပြောတာဟာဆိုလို့ရှိရင်တော့တော့မပြောသင့်ပါဘူးဒါအမှန်တကယ်ကတော့ဒီလူငယ်တွေမေးတဲ့အကောင်းဆုံးရွတ်ဖတ်ရမယ်ဘုရားသာဆိုတာဘာလဲဥပမာမေတ္တာတို့ခန္ဓာတို့စသည်ဖြင့်ဒါမေးလာတဲ့အမေကိုဒီစัจ jin တော်ရဆရာတော်အနေနဲ့ကတော့မသိတာကိုမသိတာကိုသိအောင်ဆောင်ပြီးတော့ဖြေတယ်ဒါပိဋကမြတ်စွာဘုရားကိုတက်ခိုက်ပြီးဖြေတယ်လို့ဖြစ်နေပါတယ်မြတ်စွာဘုရားကိုစွဆွဲပြီးတော့ဖြေတယ်လို့ဖြစ်နေတယ်တရားတော်ကိုလည်းဒါကဲ့ရတာသံဃာတော်ကိုလည်းကဲ့ရတာတွေဖြစ်နေပါတယ်မသိရင်မသိဘူးဒီလိုပဲဖြေသင့်ပါတယ်သိဟန်ဆောင်ပြီးတော့ကိုမာတာကိုမသိတာကိုသူများမသိတာလို့ကိုအမကိုသူအမလို့သူများမှန်နေတာကိုအမလို့ကိုမားနေတာကိုအမှန်လို့ပြီးတော့ဒါဒီလိုဖြေကြလိုက်တာဒါအမှန်တော့တော်တော်ကိုမှားယွင်းပါတယ်ကိုယ်တိုင်မသိရင်မသိဘူးဖြေလို့ရှိရင်အပြစ်မရှိပါဘူးခွာမသိဘဲနဲ့ရဖြေလိုက်တဲ့အခါမှာဒါတက်ရှင်မြန်တော်ရဆရာတော်ရဲ့အာရမဝါဒတွေဖြစ်သွားရပါတယ်သာသနာသမိုင်းမှာဒီအာရမဝါဒဟာအလမတာမှာသိုးပါတယ်တက်ရှင်မြန်တော်ရဆရာတော်ရဲ့အာရမဝါဒသည်ဒါဘုရားသာသနာတော်ကြီးကိုအလွန်ထိခိုက်ပါတယ်လောကလုံးကြီးမှာလည်းဒီလောကလုံးဒါဆင်းရဲဒုက္ခရောက်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားကထေရတို့မှာဒီလောကကြီးမငြိမ်းချမ်းချောင်းတရား၅ပါးရဟန်းတော်များကျင့်သုံးမယ်ဆိုရင်လောကကြီးဟာမငြိမ်းမချမ်းဖြစ်နိုင်ပါလေ။ဘယ်လိုလဲဆိုတော့ဒီငါမရရဲ့သာသနာတော်မှာဒီတိုင်းနဲ့ယဟန်တစ်ပါးဒီနံပါတ်1မထေကြီးဖြစ်မယ်နံပါတ်2ပညာဘုဒ္ဓတွေရမယ်မြတ်ပေါ်များမယ်နံပါတ်3ဒီသူတစ်ပါးတို့ရဲ့ဒါအထင်ချင်းရင်လာဘတက္ကရသီလောကပွားများခြင်းဒါရှိမယ်ဒီဘက်နောက်လိုက်နောက်ပါတွေများပြမယ်နာမည်လည်းကြီးမယ်နံပါတ်4ကသွန်သင်္ကာကြောက်စိပေါ်များမယ်နံပါတ်5ကမိစ္ဆာဒိဋ္ဌိအယူရှိမယ်ထိုပုဂ္ဂိုလ်မျိုးပေါ်လာလို့ရှိရင်လောကကြီးမငြိမ်းချမ်းကြောင်းသာသနာပျက်စီးကြောင်းသူတော်ကောင်းတရားကွယ်ကြောင်းဖြစ်တယ်လို့မြတ်စွာဘုရားဟောကြားတော်မူပါတယ်ဒါကြောင့်ဆရာတော်အနေနဲ့ဤကဲ့သို့သောအာရမဝါဒအများကိုနောက်ထပ်မဟောထပ်ပြီးတော့မဟောသင့်တော့ပါဆရာတော်ကအတူအာရမဝါဒတွေကိုမှားတဲ့အကြောင်းနိုင်ငံတော်သံဃာမာနကဆရာတော်ကြီးများနဲ့အခြားဆရာတော်များတာဝန်ခံတယ်လို့လည်းကြားသိရပါတယ်အဲ့ဒီကြားသိရတဲ့အတိုင်းနောက်ထပ်ဆက်လက်ပြီးတော့ဝန်ခံတဲ့အတိုင်းပဲဖြစ်တင်ပါတယ်အဲ့တော့ဆရာတော်အနေနဲ့ဆက်လက်ပြီးမဟောသင့်တယ်လို့ဆရာတော်မှားခဲ့တယ်ဆိုတာကိုလည်းဒါ Facebook ကနေပြီးတော့ပြန်လဲပြီးတော့တင်ပေးသင့်ပါတယ်ကိုက Facebook ထဲမှာဆရာတော်အမှန်လို့ပြီးတော့ဒါထောက်ခံထားတဲ့ဒါဗီဒီယိုဖိုင်တွေလည်းဒါရှိနေပါတယ်အဲ့လိုဆိုတော့ဒီအမှားကိုအမှားအမှန်ကိုအမှန်ဒီလိုပြောဆိုမှသာလျှင်ဓမ္မဝါဒဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဒီဆရာတော်စัจ jin တော်ကဆရာတော်အနေနဲ့ဆိုခဲ့တော့ဖခင်ကရွတ်ဖို့လည်းတခုမှမဟောပြောခဲ့ဘူးဘာမှမရွတ်တင်ဘူးစသည်ဖြင့်ဆရာတော်ဥပုပ်ကိုပြစ်တင်ရှုံချရတဲ့စကားတွေဒါမှားယွင်းတဲ့အကြောင်းဒါတစ်တော့ကနေပြီးတော့ပြန်ပြီးတော့ဗီဒီယိုဖိုင်နဲ့အမားတွေကိုတင်းပြီးတော့ဝင်ချတောင်းမှသိနေပါတယ်တို့မှသာဒါအပြစ်ကြေမှာဖြစ်ပါတယ်ဒါအပြစ်ပြေပြောင်းမှာဖြစ်တာအပြစ်ပြေရောက်အောင်ကြိုးစားသင့်ပါတယ်ဒီလိုပဲကျွန်တော်အနေနဲ့အတိပေးပါတယ်ဆရာတော်ကျမ်းမှာချမ်းသာစွာနဲ့အမားတွေပြင်နိုင်ပါသေးစက်ချင်းမှန်တရားတော်ဆရာတော်အသက်တရားအနာကင်းစွာဖြင့်သူတော်ကောင်းတရားအမှန်ကိုသာကြိုးစားကျင့်သုံးနိုင်ပါသေး